အားလုံးပဲမင်္ဂလာပါ Link Travel Vibe ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကတော့မော်လမြိုင်မြို့ကြက်တလန်ဖျားတောင်ကြီးမှာရှိတဲ့ရတနာမုံမြစ်ကျောင်းတွေကိုဝင်ရောက်လက်ပတ်မှာပဲဖြစ်ပါတယ်ဒီကျောင်းမှာလက်ရှိသတင်းသုံးနေထိုင်နေတဲ့ဆရာတော်ထံကနေလည်းလက်ပတ်ခွင့်ကိုထောက်ခံခဲ့ပါတယ်စိန်နှုံးမီဒီယာအကြောင်းကိုလည်းကျွန်တော်အတူတူမျှဝေသွားပေးချင်ပါတယ်စိန်နှုံးမီဒီယာကမင်းတို့မရဲ့မီဒီယာတစ်ပါးဖြစ်ပြီးမော်လမြိုင်မြို့ကိုမင်းတို့မနောက်ရဆန်တော့ထွက်လာခဲ့တယ်လို့သိရှိခဲ့ပြီးအဲ့ဒီချိန်မန္တလေးမှာညနေအရှုပ်တော်ပုံတွေကြောင့်ဒီကျောင်းတော်ကြီးကိုမန္တလေးကဗဟုပညာရှင်တွေနဲ့အခြားသောပညာရှင်တွေပေါင်းစပ်ပြီးတော့ဒီကျောင်းကိုဆောက်လုပ်ခဲ့တယ်လို့လည်းသိရပါတယ်ဒီကျောင်းထဲမှာရှိတဲ့ဗဟုလက်ရာတွေကလည်းအရန်ကုန်မှထူးဆန်းပါတယ်ဒီရတနာဘုံမြင့်ကျောင်းက19ရာစုကဆောက်လုပ်ခဲ့တာဖြစ်ပြီးအခုချိန်ဆိုရင်တော့နှစ်ပေါင်း140ကျော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်ဒီကျောင်းတော်ထဲမှာရှိတဲ့ဗဟုရုပ်တွေကနိုင်ငံတော်ထူးဆန်းပါတယ်ဒီအကြောင်းအရာတွေကိုသိရှိတဲ့သူတွေဆိုရင်လည်းကွန်မန့်မှာမျှဝေသွားပေးပါအောင်ခင်ဗျာဒါကတော့ဗုဒ္ဓဆွေတော်လို့ပြောပါတယ်အခုမြင်တွေ့နေရတော့ကျွန်တော်တို့စိန်သုံးမိဗျာတရားအားထုတ်ခဲ့တဲ့ခမ်းမဆောင်ပဲဖြစ်ပါတယ်ဒီခမ်းမဆောင်ကလည်းထူးခြားပါတယ်ခုမြင်တွေ့နေရတော့စိန်သုံးမိဗျာရဲ့ဆုံးအုပ်ပဲဖြစ်ပါတယ်စိန်သုံးမိဗျာတရားအားထုတ်တဲ့ခမ်းမဆောင်ကနေကျွန်တော်ညှောက်ဝေပေးလိုက်ပါတယ်စင်စွယ်အစ်စ်ပေါ်မှာဗုဒ္ဓရုပ်ပွားတော်ပုံနေနဲ့ပန်းခတ်ပန်းဆွဲတွေကိုထုစစ်ပြုလုပ်ထားတာပဲဖြစ်ပါတယ်ခမ်းမဆောင်အတွင်းဘက်ကိုလေ့လာခဲ့ပြီဆိုတော့ကျွန်တော်အပြင်ဘက်ကိုထွက်ပြီးထပ်မံလေ့လာခဲ့ပါတယ်အဲ့ဒီရဲ့တိုင်လုံးတွေပေါ်မှာရှိတဲ့ဘုရုပ်တွေကလည်းထူးဆန်းပါတယ်ကျွန်တော်အပြင်ဘက်ရှောင်းလန်းကနေကျွန်တော်ထပ်မံလေ့လာခဲ့ပါတယ်ကျွန်တော်ရဲ့ဘက်ဘက်မှာရှိတဲ့တကားတွေမှာအကွက်6ကွက်ရှိပါတယ်အဲ့ဒီကွက်တွေပေါ်မှာတော့ဘုရုပ်တွေမြင်တွေ့ရခြင်းမရှိပါဘူးရှေ့မှာပြောသွားခဲ့သလိုပဲဘုရုပ်တွေရဲ့ထူးဆန်းပြုလုပ်ထားတဲ့ရည်ရွယ်ချက်တွေအစီအမံတွေအကြောင်းတရားတွေကိုကျွန်တော်လည်းအတွေ့အပေါင်းဆုံးနဲ့စဉ်းစားနေခဲ့မိပါတယ်အားလုံးလည်းလေ့လာခဲ့ပြီးပြီဆိုတော့ဒီမှာသတင်းသုံးနေထိုင်တဲ့ဆရာတော်ကိုဥခိုက်ပြီးကျွန်တော်ပြန်လည်ထွက်ခွာလာခဲ့ပါတယ်ဒီကြောင်းနဲ့ကျွန်တော်ကတော့အမှတ်တရအနေငယ်တော့ဖြစ်ပေါ်ခဲ့ပါတယ်စစပွင့်ရောက်လေပတ်တဲ့အချိန်မှာကျွန်တော်တို့ကိုခွေးထွက်ဟောင်ခွေးလိုက်ဆွဲပြီးတော့မှကျွန်တော်တို့တွေဝင်ရောက်လေပတ်ဖို့ဒူးတယောက်မှလည်းမတွေ့တဲ့ကြောင်းကျွန်တော်တို့လက်ထွက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဦးစင်းတစ်ပါးကဆုံးကြိုက်ယူပြီးပြန်လာတဲ့အချိန်နဲ့ကြုံတော့မှကျွန်တော်တို့ကိုကြောင်းနဲ့လိုက်ဖို့လို့ဝင်ရောက်လေပတ်ခွင့်ရတယ်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း140ကကျောင်းတော်ကြီးနဲ့ကျွန်တော်ရှိရဆက်ပါလို့ပဲဝင်ရောက်လက်ပတ်ခွင့်ရတာလို့လည်းကျွန်တော်ယုံကြည်ခဲ့မိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မော်လမြိုင်မြို့ကိုရောက်လာပြီဆိုရင်တော့ဒီကျောင်းတော်ကြီးကိုလည်းဝင်ရောက်လက်ပတ်ဖို့ကျွန်တော်အနေနဲ့အကြံပြုပါတယ်ရတနာဘုံမြင့်ကျောင်းကိုဝင်ရောက်လက်ပတ်ပြီးပြီဆိုတော့ကျွန်တော်ဒီကနေ9မိနစ်10မိနစ်လောက်ကားမောင်းသွားရင်ရောက်တဲ့အင်းဝကျောင်းကိုလည်းကျွန်တော်သွားရောက်လက်ပတ်မှာပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူလိုက်ခဲ့ကြပါဦးခင်ဗျာအင်းဝကျောင်းတော့ရောက်ခဲ့ပါပြီအင်းဝကျောင်းတော့ငယ်တော့ရှောက်ဖွေလိုက်ရပါတယ်ကိုကဲမက်ကြည့်တဲ့အခါမှာလည်းကိုကဲမက်နဲ့တွားလို့လည်းအဆင်မပြေပါဘူးဒီလိုနဲ့ကျွန်တော်ချို့ဒေတာကန်တွေကိုမေးကြည့်တော့လဲချို့ဒေတာကန်တွေတော့ဒီကျောင်းကိုတေချာမသိပါဘူးဒါပေမဲ့ကျွန်တော်လမ်းပြလိုက်တဲ့လူကတော့ပြောလိုက်တဲ့နေရာတော့မှန်ပါတယ်ဝင်ရောက်ခဲ့မဲ့နေရာကအနည်းငယ်ကျင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကားနဲ့
အဲ့ဒီလမ်းလေးကိုကြော်သွားခဲ့ပါတယ်အဲ့လိုနဲ့ပဲကျွန်တော်နိုင်ခွဲ45မိနစ်တော့ကျွန်တော်အိမ်ထဲမှာပဲပတ်ချာနဲ့ရှာဖွေပြီးတော့မှနောက်ဆုံးညဝကျောင်းတော့ရောက်ခဲ့ပါတယ်ညဝကျောင်းရဲ့တမိုင်းဖြစ်မှန်တွေကိုတော့ကျွန်တော်တေချာသိရှိခြင်းမရှိတဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်မျှဝေပေးနိုင်ခြင်းမရှိတာကိုလည်းနားလည်ပေးစီလိုပါတယ်အင်းဝကျောင်းရဲ့အကြောင်းစုံကိုသိတဲ့သူများရှိရင်တော့ကွန်မန့်မှာလာရောက်ပြီးမျှဝေပေးသွားနိုင်ပါတယ်အင်းဝကျောင်းမှာခဏခဏလည်းပဲပြီးပြီဆိုတော့ကျွန်တော်ပြန်လည်ပြီးရှားနေရာတွေကိုတော့ရောက်လည်းပဲမှာဖြစ်ပါတယ်တမန်တော်ကတော့စန်တဝါဝါနဲ့အင်းဝကျောင်းလာရတာဖြစ်တဲ့အတွက်ကြောင့်မလို့အင်းဝကျောင်းဘယ်လိုလာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်သေချာမျှဝေပေးသွားနိုင်ခြင်းမရှိခဲ့ပါဘူးဒါပေမဲ့အပြန်မှာတော့ကျွန်တော်လာရောက်လည်းပဲမဲ့လူတွေစေပြင်စေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်လိုလာမလဲဆိုတဲ့နေရာလေးကိုတော့ကျွန်တော်မျှဝေပေးသွားပါမယ်မော်လမြိုင်မြို့ဟာရှေးဟောင်းအဆောက်အဦတွေနဲ့အင်္ဂလိပ်ခေတ်ကလက်ရာတွေအများကြီးကျန်ရှိနေသေးတဲ့မြို့တစ်မြို့ဖြစ်ပြီးကရင်ပြည်နယ်တနင်္သာရီတိုင်းကိုလည်းဆက်သွယ်ထားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်မော်လမြိုင်ကနေရေးတဝဲဖိတ်ကော်တောင်းထီကိုကားလမ်းပေါက်တာဖြစ်ပြီးဆက်သွယ်ရေးလမ်းပိုင်းကောင်းတဲ့အချိန်တွေဆက်လို့ရှိရင်တော့မြန်မာနိုင်ငံအောက်ပိုင်းထီကိုတော့ရောက်လဲပတ်လို့ကောင်းမွန်တဲ့ဒေသတွေပဲဖြစ်ပါတယ်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့လမ်းကတော့အင်းဝကျောင်းကိုဝင်တဲ့အဝင်လမ်းပဲဖြစ်ပါတယ်ခုမြင်တွေ့ရတဲ့အတိုင်းပဲအဝင်လမ်းကတော့အနိုင်ငယ်ချင်းပါတယ်ကားအကြီးတွေနဲ့လာမယ်ဆိုရင်တော့အနိုင်ငယ်အခက်တွေ့နိုင်ပါတယ်ခေါင်းဆောင်ကတော့လမ်းမမှာကားရပြီးလမ်းလျှောက်ဝင်လာတာကတော့ပုံပုံစင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးပဲခီးသွားဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Lane Travel Right Channel ကို like and subscribe ပြုလုပ်ပေးဖို့လည်းမမေ့ကြပါနဲ့ခင်ဗျာနောက်ခီးသွားဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်